လောက်ရင်းလောက်တာအကောင်ရဲ့စာဒီစာကောင်းကြလားကောက်ရဘာလို့ပြန်မလဲနောက်ပြီးတော့အလွဲသုံးစားလို့ကားရိုက်နေတာအခုဘယ်လိုအခုရှင်းအဲ့ဒါဆောင်းလို့လေဟုတ်ဒီကြီးကျယ်တဲ့ကောင်တကယ်ကြီးကျယ်တဲ့ကောင်ကဓာတ်တို့ငါတို့ကားရိုက်တဲ့နံမကြီးတိုင်းကဝေးလေးမပြောနဲ့စိနေမှုအချင်းမဲ့ဓမ္မရောက်မင်းမဟုတ်ဘူးမင်းဘယ်လောက်ယူဟမ်ဘာဦးကြီးကျွန်တော်ဒီကိုလာရဲဆိုမဟုတ်ဘူးလို့ကျွန်တော်တာရရမှန်းနေလားအစာကြီးစာကုန်းစနာကျွန်တော်အတွက်ကျွန်တော်ဤဘဝအတွက်ဘလောက်အရေးကြီးလဲဘလောက်အသုံးဝင်လဲဆိုဘလောက်အတော့အလဲဆိုခုနကတောင်းသိရလားပြည့်ကြီးတဲ့ကကဲဓမ္မကဲမသိလို့ပါဆရာကြီးကဲကြောက်ပြတ်ဓမ္မဟုတ်လားကွာကိုယ်ကြီးကျယ်တဲ့ကောင်ကဓာတ်တွေ့နေသေးတယ်ဒုက္ခပဲ